မင်္ဂလာပါဥစ္စာကျွန်တော် research ချင်းစီစဉ်လုပ်ရှင်ပါတယ်ဆက်ပြီးစီစဉ်ပြီး Hello ဟုတ်ကဲ့ပါဒီမှာရှေ့ပြောင်းတိုင်းနဲ့ဒီနေ့တွေ့ဆုံရတဲ့အခွင့်အရေးအများကြီးကျွန်တော်ရှင်းပြပါတယ်ကျွန်တော်ပြန် Christy ကိုလို့ခေါ်ပါတယ်ကျွန်တော်ရခိုင်လူမျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ရှိမလေးရှားမြန်မာ church မှာအခြေပြုပူတော်ဆောင်ဖြစ်နေစက္ကန့်နေတာဖြစ်ပါတယ်လို့ အာမင်အားလုံးပဲမင်္ဂလာပါ။အများအောင်ဘုံပြဖြစ်ပါတယ်။ဒီလေးရှားရောက်တာတပတ်မပြည့်သေးဘူးပေါ့နော်။ဒီ PG မှာပဲအခုပြီးပါတယ်။ PG ကဒီကုန်းမှာတောင်းတာတက်ပါတယ်။ Business Management နဲ့အာမင်အာမင် โอเคကျွန်တော်တို့ကအောင်မြင်တဲ့အဖေဖြစ်ပါတယ်တောင်းလာဖို့တော့เนาะစင်ချလို့ကျွန်တော်တို့စနေနေ့ကြာမှာဖြစ်ပါတယ်ဆို